မိပြည့်ရတောင်စိုက်မှုစရာမလိုတဲ့ power station လေးပါထိပေးထားတဲ့ရန်ခမ်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးပြရစီတိုက်သစ်ဆက်ဆက်လေးပါရှင်တောင်ကလာပါမြို့နယ်အနော်မစီလမ်းမှာရှိတဲ့တတိယထရန်ခမ်းလေးဖြစ်ပါတယ်ဘုရားခမ်းတည်တံ့ပါရှိတဲ့ဘုရားကျောင်းဆောင်လေးပါထိပေးထားပါတယ်ရှင်ကျောင်းဆောင်လေးမှာလည်း box လေးတွေလုံးပေးထားတယ်ဆိုဖာဆက်ကြီးအသစ်ဆက်ဆက်တစုံပါရှိပါတယ်ရှင်ဒီကန်းအင်းမလေးအကွမ်းတကောင်ခွေတလုံးတဆင်ပေးထားပါတယ်ပါကေးကောင်စားလေးတွေခင်းပေးထားပါတယ်ရှင်သူ့ရဲ့အခြေလေးကတော့1850လေးပဲရှိပါတယ်ဒီခန်းလေးရဲ့ရောင်းခေါ်ဈေးလေးကတော့3200နှိနှိုင်းလေးနဲ့ရောင်းချပေးပါမယ်ရှင်ဒါကကြတော့အခန်းအခြေမိသားစုကောင်းကောင်းအိမ်လို့ရတဲ့အခန်းအခြေကြီးဖြစ်ပါတယ်အခန်းတွေကန်းထဲမှာဆိုလို့ရှိရင်စူဖာမွေးရအကွမ်းအကုန်ပါရှိပါတယ်ဒါလေးကတော့6လမ်းလေးပါ6လမ်းလေးမှာဆိုလို့ရှိရင်မိသားစုစပွေးဝိုင်းလေးတစ်ဝိုင်းရှပ်ပေးထားပါတယ်ဒါလေးကတော့ single room လေးပါရှင် single room လေးမှာဆိုလို့ရှိရင်ကတင်မွေးရအသစ်ဆက်ဆက်လေးတွေထည့်ပေးထားပါတယ်ဗီဒီယိုလေးတွေပါရှိပါတယ်ဒါလေးကတော့ kitchen room လေးပါရှင် kitchen room လေးမှာဆိုလို့ရှိရင်kitchen cabinet လေးတွေ kitchen counter လေးတွေလုပ်ပေးထားပါတယ်ကြွေပြခင်းပေးထားပါတယ်အိမ်သာပိုထိုင်ရေချိုးခန်းလေးပါရှိပါတယ်ရှင်ဒီခန်းလေးရဲ့အတာချက်လေးကကြတော့လေနောက်ဝရတာလေးပါရှိတော့လင်းရောင်ကောင်းစွာရရှိတယ်လေကောင်းလေတန်းရရှိတဲ့ရန်ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးကိုမတ်တော့မေးရင်အင်ရှင်မြင်ဖြစ်လာရကြည့်ရှုဖို့ဖိုက်ခေါ်လိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်